Financial management ဆိုတာကတော့ treasury management လို့သိနေတဲ့အစိတ်ပဲလေးတစ်ခုမဟုတ်ဘူး treasury management ဆိုတာ financial management ရဲ့သိနေတဲ့အစိတ်ပဲတစ်ခုသာဖြစ်တယ် financial management လို့ပြောရင်လုပ်ငန်းတစ်ခုလုံးရဲ့ operation က cash အဝင်ထွက်ဖို့ investment က cash အဝင်ထွက်ဖို့ financing က cash အဝင်ထွက်ဖို့ working capital ကို management လုပ်တဲ့အပိုင်းတို့ short term long term capital structure ကိုနေပြီးတော့ကျွန်တော်တို့ရှိငွေဘယ်လောက်ထားမလဲကိုယ်ပိုင်ငွေဘယ်လောက်နဲ့လုပ်မလဲရှိုးဘယ်လောက်ရှိမလဲဒီလိုမျိုးနေပြီးတော့ capital structure ကို management လုပ်တာလို့လုပ်ငန်းတစ်ခုရဲ့နေပြီးတော့ long term အတွက်ကိုနေပြီးတော့ financial plan ဆွဲတာလို့အစကတည်းကသူ့မှာ financial management လို့ပြောလို့စဉ်းစားကြရတယ်အများကြီးပဲနောက်က cost of capital ပေါ့ဗျာနော်ကျွန်တော်တို့ cost of capital ဆိုအလွယ်ကောက်ပဲစဉ်းစားလိုက်ပါဘဏ်ကပတ်စံရှိအတိုးဘယ်လောက်ပေးရလဲပေါ့ကိုယ်ငွေမှာရောကျွန်တော်တို့ကအတိုးအနေနဲ့စဉ်းစားပြီးတော့တနေရာမှာ investment လုပ်မယ်ဆိုကျွန်တော်တို့ဘယ်လောက်လိုရှင်လဲဒါတွေကိုပေါက်လိုက်ဒါတွေကိုနှစ်ခုလုံးက cost of capital ပေါ့နော်ကျွန်တော်ကဘဏ်ကပတ်စံရှိလို့ရှိရင်ကျွန်တော်တို့ကရှိငွေအတွက်ပေးရတဲ့အတိုးဟာအဲ့ဒါကျွန်တော်တို့ယူလိုက်တဲ့ capital ရဲ့ cost ပဲလုပ်ငန်းတစ်ခုကကျွန်တော် patient တွေစီကနေပြီးတော့ capital ယူလိုက်တယ် equity share လက်ခံလိုက်တယ်ပြီးအမြဲဆုံးရသူ့ကို dividend ပေးတယ်ဆိုတာအဲ့ဒါကျွန်တော်တို့ယူထားတဲ့ equity share capital ရဲ့ cost ပဲအဲ့ဒါ cost of capital ဆိုတော့အဲ့ဒါတွေကို manage လုပ်တာဖြစ်တယ်နောက်တော့ကိုထိထားတဲ့ investment return ဘယ်လောက်ရတယ်လဲ long term financial risk ရှိလား short term မှာရော financial risk ရှိလားငွေဖြည့်လွှဲမှုဘယ်လောက်အကောင်းသလဲ inventory ဆိုတစ်နှစ်ဘယ်နှကြိမ်လဲရလဲ receivable ဆိုရင်တစ်နှစ်ကိုဘယ်နှကြိမ်ငွေဖြည့်လွှဲရလဲ supplier တွေကိုတစ်နှစ်ကိုဘယ်နှကြိမ်ပတ်စံပေးရတယ်လဲအစခက်သိမ်းပေါ့လုံးဝ overall ပေါ်စီကနေပြီးတော့ပြီးပြည့်စုံအောင်ဘန္တာရေးကိုစီမံခန့်ခွဲတဲ့ကိစ္စတာဘန္တာရေးဆရာစီမံခန့်ခွဲခြင်းဖြစ်ပါတယ်ဘန္တာငွေစီမံခန့်ခွဲခြင်းနဲ့မတူပါဘူးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်